ဘာကြီးဘလို့ဖြစ်လို့နေငါစိတ်ကိုတော့ငါမထိခိုက်စေရဘူးလောကကတော့ထိခိုက်စေရအနေအထားတွေနဲ့တွားနေကြရတာပါမတူပဲဖြစ်ဟုတ်လားအဲ့ဒါဘုန်းတော်ဒီခံယူချက်ကလေးဒီဒေသနာကိုအမိပြုပြီးတော့မွေးမြူထားမယ်ဆိုရင်ကောင်းလို့လားဘာကြီးဘလို့ဖြစ်လို့နေဘလို့လောကရန်နဲ့ပဲတွေ့စင်ပြေတာတွေဘလို့ပဲဖြစ်အစင်မပြေတာတွေဘလို့ပဲဖြစ်သူဘာဖြစ်ဒါပေမဲ့ငါရဲ့စိတ်ကိုတော့ငါမထိခိုက်အောင်ကြိုးစားမယ်ကာကွယ်မယ်စောင့်ရှောက်မယ်ဒီလိုခံယူချက်မျိုးဘုန်းတို့ဒီဒေသနာလေးကိုအမိပြုပြီးတော့မွေးမြူဖို့ဘုန်းတို့ကြိုးစားအထောက်မယ်ဆိုရင်အများကြီးအကျိုးရှိမယ်ဒါကိုပြောချင်ဟုတ်လားအဲ့လိုမြတ်စွာဘုရားကတခါကြီးခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်အဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိဘာမှဆက်ပြီးတော့မြတ်စွာဘုရားအမိန့်မရှိတော့အဲ့ဒါတခါကြီးကလည်းသဘောကျတယ်ဒီဒေသနာလေးဒီအဆုံးအမလေးအသက်ကြီးတဲ့လူဆိုတော့ပို့ပြီးတော့ခံစားချက်ကလည်းရှိနေမယ်ပေါ့နော်အမြဲတမ်းခန္ဓာကိုယ်ကြီးကနားနေတယ်အစင်မပြေမှုတွေအမြဲတမ်းကြုံနေတယ်ဘလို့အစင်မပြေမှုတွေနဲ့ပဲကြုံစိတ်ကိုတော့မထိခိုက်စေရဘူးစိတ်ကိုတော့အစင်ပြေအောင်ထားမယ်ခန္ဓာကိုယ်ကြီးကတော့တခါတလေဘုန်းတို့ဘလို့ပဲကြိုးစားအစင်ပြေအောင်လုပ်လို့မရတဲ့အပိုင်းတွေကရှိတယ်လုပ်လို့ရတဲ့အပိုင်းလေးတွေရှိတယ်လို့လုပ်လို့မရတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်နောက်ဆုံးတကယ်နားလည်လာပြီဆိုရင်လုပ်လို့မရတဲ့အပိုင်းတွေကပဲပို့ပြီးတော့များတယ်ဒီတိုင်းပဲလက်ခံနိုင်ဖို့ကြိုးစားရတာကပဲလက်တွေ့စိတ်ကိုငြိမ်းအေးစေတယ်ငြိမ်သက်စေတယ်ဟုတ်လားစဉ်းစားကြည့်နော်တချို့ဟာတွေကိုဘာမှမတတ်နိုင်ဘူးဒီတိုင်းကိုပဲလက်ခံဖို့ကြိုးစားရတာအဲ့ဒါကိုပဲဘုံတို့တိခံဖို့ကြိုးစားတယ်လို့ပြောတာဟုတ်လားဒီနေ့ကဒကမတယောက်ရောက်လာတယ်ကင်ဆာဖြစ်တယ်နားရဲ့နောက်မှာအကျိတ်ရှိတယ်ပွဲလိုက်တာပွဲလိုက်တဲ့အခါကျတော့အကျိတ်ကအထဲထဲမှာထပ်ပြီးတော့အကျိတ်တစ်ခုကထပ်တွေ့ပြန်တယ်အဲ့တော့ဆရာဝန်ကတန်တရားဖြစ်တဲ့အခါဘိုင်ယိုဂျီစစ်လိုက်တဲ့အခါကျတော့အဲ့ဒါကင်ဆာဆေးတွေ့ရတယ်တွေ့တဲ့အခါကျတော့ဒီကင်ဆာဆေးကဒီနားလေးကနေစဖြစ်တာမဟုတ်ဘူးတနေရာမှာသူအစပြုတ်နေတဲ့အစပြိုးတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါအကုန်လုံးမျက်နှာတစ်ခုလုံးကိုသူတို့နော်တွေ့အောင်ရှားလိုက်တဲ့အခါမှာဒီအတွင်းထဲကနှာခေါင်းရဲ့နောက်မှာအဲ့ဒီအကျိတ်မူရင်းကင်ဆာကျိတ်ကအဲ့ဒီမှာရှိတယ်အဲ့ဒီကနေပွားတာအဲ့ဒါကိုခဲချင်းသူတို့ဘန်ကောက်မှာသွားပြီးတော့ခုရတယ်ပတ်စံနေလဲတားကြီးကုန်အဲ့လိုဖြစ်လာတယ်စိတ်ကူးလေးကူးကြည့်တယ်ကျွတ်တို့ဘာတတ်နိုင်လဲဘာမှမတတ်နိုင်ပတ်စံရှိကုရုံပဲမရှိရင်အသေးခံရုံပဲဒါပဲလေနာရင်អော်ရုံပဲလေမနာအောင်မကြည့်အောင်ထိုက်တဲ့လောက်ကြိုးစားမယ်ရတဲ့ခါလဲရမယ်မရတဲ့ခါလဲမရအောင်အဲ့ဒါကိုမကြည်မနှက်ဖြစ်နေလို့ဒါကြီးငါဒီလိုမဖြစ်ချင်ဘူးမဖြစ်အောင်လုပ်မယ်ဆိုလို့ရတာလားမရနော်ဒါကြောင့်မလို့ဘုန်းတို့ခန္ဓာကိုယ်ကြီးမှာအစင်မပြေမှုတွေကတော့ရှိနေတယ်ရှိလဲရှိနေအောင်မယ်အမြဲတမ်းရင်ဆိုင်ရမယ်အစင်မပြေမှုအသက်ကြီးလာလေးပို့ပြီးတော့အစင်မပြေမှုတွေကခက်စီစိတ်တွေ့ရလေးကြုံရလေးဖြစ်လိမ့်မယ်